အားလုံးမင်္ဂလာပါဖျားရဲ့ထံတော်တရားနဲ့တင်းရဲ့တက်တာပုံမှာငြိမ်သက်ခြင်းတက်ရောက်ပါစေဒီနေ့မှာကျတော့အခွန်ခံသူနဲ့စစ်သူရဲများအကြောင်းကိုကျွန်တော်အနေငယ်ဝေမျှချင်တာဖြစ်တယ်အဲ့တော့အခွန်ခံဖြစ်လို့ဖျားခင်မနစ်သက်တာလားဆိုပြီးမှနော်တချို့ကအဲ့လိုထင်ကြတယ်ပေါ့နော်အဲ့တော့စစ်မှုထမ်းစစ်သူရဲတွေဖြစ်တဲ့ခါမှာသူတို့ပူပြီးမှအပြစ်များတယ်ဆိုပြီးမှတခါတည်းကျွန်တော်တို့ကလည်းအဲ့လိုတွေးတတ်ကြတယ်ပေါ့နော်တကယ်ကျတော့ဘလို့နေရာမျိုးမှာပဲရှိနေပါစေကိုကဖျားခင်ရှေ့မှာဘာပဲလို့ဖြောင့်မတ်စွာလှုပ်ဆောင်တတ်သောသူတွေဖြစ်ဖို့အတွက်အရေးကြီးတာဖြစ်တယ်ဆိုပြီးမှကျွန်တော်ခွန်အားပေးချင်တာဖြစ်တယ်အဲ့တော့ဗတ္တိဇံဆရာယောဟန်ကနောင်တနဲ့ဆက်ဆံပြီးမှယေရှုခရစ်တော်ကြွလာမဲ့အကြောင်းအရာတွေကိုသူကနော်ဟောပြောနေတဲ့အချိန်ကာလတွေထဲမှာလူတွေများစွာကအဲ့ဒီဗတ္တိဇံဆရာယောဟန်နောက်ကိုလိုက်လာကြတယ်နော်သူကိုရောတကယ်ယူတည်ကြတယ်အဲ့တော့ရှင်လုကာခန်းကြီး3အငယ်7ထဲမှာရောက်တဲ့အခါမှာဒီအခွန်ခံသူတို့ဒီတဲ့ပဋိဇံကိုခံခြင်းကလာ၍အရှင်ဖေဟာအကျွန်ုပ်တို့ဒီအပေတုပြုရမီနီဟုမေးလျှောက်ကြလင်အခွန်ခံကလည်းပဋိဇံခံဖို့အတွက်အဲ့ဒီယောဟန်စီကိုလာကြတယ်လို့ပြောတယ်ကျွန်တော်တို့ကဘယ်လိုပြုရမလဲဆိုပြီးမှပြောတဲ့အချိန်မှာဒီမှာနောပဋိဇံဆရာယောဟန်ကဘလို့သူတို့ကိုတွင်တင်တယ်လဲဆိုလို့ရှိရင်တင်တို့တခင်ဒီခွဲဝေစီမံဒီထက်တာ၍မခွဲမခံကြနေဟုပြန်ပြော၏တဲ့တင်တို့တခင်ကနော်နိုင်ငံတော်ကကောက်ခိုင်းတဲ့အရာထက်ပူပြီးမှဗာလဲမကောက်မခံကြနေဆိုပြီးမှပြောတာဖြစ်တယ်အဲ့တော့ဒီနေ့ယုံကြည်သူတွေထဲမှာဝန်ထမ်းတွေများစွာရှိတယ်နော်နိုင်ငံတော်အတွက်နော်လှုပ်ဆောင်နေတဲ့သူတွေများစွာဝန်ထမ်းတွေရှိတာဖြစ်တယ်အဲ့တော့ဘလို့အသက်ရှင်ရမလဲဆိုလို့ရှိရင်ကျမ်းစာထဲမှာတင်အခွန်ခံပဲဖြစ်နေပါစေနော်ကျွန်တော်တို့ကတတ်မှတ်တဲ့စိတ်မရှိဖို့အတွက်ကျွန်တော်တို့ကိုတွင်တင်ပေးနေတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ရဲ့ဘဝတက်တာထဲမှာကျွန်တော်တို့ကလောဘစိတ်တွေကြောင့်ကျွန်တော်တို့ကပြူလဲသွားတယ်အဲ့လိုမျိုးပေါ့နော်အဲ့ကြောင့်အခွင့်ကောင်းတွေရလာတဲ့ခါမှာအဲ့ဒီအရာတွေပေါ်မှာကျွန်တော်တို့ကဗာလဲအဲ့လိုမျိုးပေါ့နော်မကောင်းတဲ့အရာလှုပ်ချင်တာပေါ့တကယ်ကျတော့ဘယ်လိုအခွင့်ကောင်းတာပဲရပါစေဖြောင့်မတ်စွာလှုပ်ဆောင်တဲ့သူကိုဖျားခင်နဲ့တက်တာဖြစ်တယ်အဲ့တော့ဒီနေရာမှာအခွန်ခံတွေကိုဘယ်လိုတွင်တင်လဲဆိုရှင်တင်တို့သခင်ကောက်ခိုင်းတဲ့ဟာထက်ပူပြီးမှမကောက်မယူကြနဲ့ဆိုမှပြောတာဖြစ်တယ်အဲ့တော့ကျမ်းစာထဲမှာဒီအခွန်ခံတွေနဲ့ပတ်သက်ပြီးမှစက်ကဲအကြောင်းလေးပေါ့နော်စက်ကဲဟာဆိုလို့ရှိရင်နော်ယေရှုယေရီခေါမြို့ကိုသွားတဲ့အချိန်မှာစက်ကဲနဲ့တွေ့တယ်ပေါ့နော်စက်ကဲကလည်းတကယ်ယေရှုကိုမြင်တွေ့ချင်တဲ့အခါမှာတစ်ပင်ပေါ်မှာတက်ပြီးမှယေရှုကိုစောင့်မျှော်တယ်ယေရှုနဲ့တွေ့သွားတဲ့နောက်ပိုင်းမှာသူကအခွန်ကောင်းဖြစ်တယ်လို့ပြောတာဖြစ်တယ်နော်အဲ့တော့သူကမတရားလူတွေစီကနေကောက်ခံခဲ့တဲ့လူတွေအားလုံးကိုပြန်လှည့်ပြီးမှသူကပြန်ပေးတယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရဖြစ်တယ်နောက်ဆုံးယေရှုခရစ်တော်နဲ့တွေ့သွားတဲ့အခါမှာသူ့ရဲ့ဘဝအသက်တာပြောင်းလဲသွားပြီးမှသူအရင်ကမတရားကောက်ခံခဲ့တဲ့အရာတွေအားလုံးကိုသူကပြန်နေပြီးမှပေးတယ်ဆိုတဲ့အရာကိုကျမ်းစာထဲမှာဖော်ပြထားတာတွေ့ရတယ်အဲကြောင့်ကျွန်တော်ရဲ့အသက်တာထဲမှာဘယ်အလုပ်ကိုပဲလုပ်နေပါစေဖျားသခင်နှစ်သက်သောအရာကိုကျွန်တော်တို့ကလှုပ်ဆောင်တတ်သောသူတွေဖြစ်ဖို့အတွက်အေးကြီးဖြစ်တယ်မတရားနော်လောဘနဲ့ကျွန်တော်တို့ကဗာလဲအထက်က30ကောက်ခိုင်းရင်ကျွန်တော်တို့က50ကောက်အဲ့ဒါကကျွန်တော်တို့ကမတရားတဲ့အလုပ်ကိုကျွန်တော်တို့ကလှုပ်ဆောင်နေရဖြစ်တယ်အဲကြောင့်ကျွန်တော်တို့ကအထက်ကကျွန်တော်တို့ကိုပေးတဲ့အရာထဲမှာကျွန်တော်တို့ကရောင့်ရဲပြီးမှလှုပ်ဆောင်တတ်သောသူတွေဖြစ်ဖို့အတွက်အေးကြီးဖြစ်တယ်ဒီနေ့နော်တယောက်နဲ့တယောက်လှုပ်ဆောင်တဲ့အရာတွေမတူကြဘူးအဲ့တော့ဘယ်နေရာမှာပဲရှိနေပါစေစစ်မှုထမ်းပဲဖြစ်နေပါနော်အခွန်ခံပဲဖြစ်နေပါစေဘာပဲဖြစ်နေပါစေကိုဟာတရားတစ်ဖြစ်ဘယ်နေရာမှာမဆိုလှုပ်ဆောင်တတ်သောသူတွေဖြစ်ဖို့အတွက်ကျွန်တော်ခွန်အားပေးချင်တာဖြစ်တယ်ဖျားရင်နာမတော်ပုံကြည်ပါစေအာမင်အဲ့တော့ဒီထဲမှာပြီးတော့တမျိုးကြတော့စစ်သူရေးနော်ဆက်ရှင်လုကာခန်းကြီး3အငယ်73ထဲမှာဆိုရင်14ထဲမှာပေါ့နော်စစ်သူရေးသူကလည်းအကျွန်ုပ်တို့သည်အပေသူပြုရပါမည်နည်းဟုမင်းလျှောက်ကြတော့တင်တို့သည်အပေသူကိုမြအနိုင်အထက်မပြုကြနှင့်အပေသူကိုမြမလစ်ကြနှင့်ကိုရသောအခါနှင့်ရောက်ရဲကြလောဟုပြန်ပြော၏စစ်သူရဲတွေကလည်းလာပြီးမှကျွန်တော်တို့ကရောဘယ်လိုလှုပ်ဆောင်ရမလဲဆိုမှပြောတဲ့ခါမှာပ
ဒုကူမပါလေအနိုင်ထိုင်မပြူကြနေဆိုပြီးမှပြောတာဖြစ်တယ်အဲ့တော့စစ်တူရေးဖြစ်တဲ့ခါမှာအခွင့်အာဏာတွေရလာတဲ့ခါမှာလူကလေမတရားနော်သူများစီကနေယူချင်တယ်မတရားကောက်ခံချင်တယ်အဲ့ဒီစိတ်မရှိကြနေဆိုမှပြောတာဖြစ်တယ်နော်ဘဒုကူမလေပါလေအထက်ကနေပါအနိုင်ကျင့်တဲ့ကိုယ့်ရဲ့အာဏာကိုသုံးပြီးမှလူတချို့ကကြတော့ဘာမှအာဏာမရှိခင်မှာဘာမှမဟုတ်တယ်လို့ပဲဒါပေမဲ့သူ့ကိုအာဏာနည်းနည်းပေးလိုက်ပြီဆိုလို့ရှိရင်အဲ့ဒါလုံးဝတင်မလားသူ့မှာဂျူရှိသမျှအကုန်လုံးထွက်လာတာအဲ့လိုမျိုးဖြစ်တယ်ပေါ့နော်အဲ့ကြောင့်စစ်တူရေးပဲဖြစ်ဖြစ်ကျွန်တော်တို့ဟာနော်အဲ့ဒီအရာကိုဖြစ်တဲ့အရာသေးမှာဖြောင့်မတ်စွာစီရင်တတ်တော်သူတွေဖြစ်ဖို့အတွက်အရေးကြီးတယ်ဆိုပြီးမှကျမ်းစာသေးမှာကျွန်တော်တို့တွေ့ရဖြစ်တယ်အဲ့ဒါကြောင့်အခွန်ခံပဲဖြစ်နေပါစေတင်ဟာစစ်တူရေးပဲဖြစ်နေပါစေတင်ရှိတဲ့နေရာမှာဖြောင့်မတ်စွာဖခင်နဲ့တဲ့အသက်တာသေးမှာအသက်ရှင်လို့ရတယ်ဆိုပြီးမှကျွန်တော်ခေါ်ပေးချင်တာဖြစ်တယ်မတရားသဖြင့်အရာတွေကိုကျွန်တော်တို့ကလက်ခံခြင်းမဟုတ်ဘဲနဲ့နော်တရားသဖြင့်ဖခင်ကိုကြောက်ရွံ့ခြင်းသေးမှာအသက်ရှင်တဲ့သူတွေဖြစ်ဖို့အတွက်အရေးကြီးတာဖြစ်တယ်အဲ့တော့စစ်သူရေးတွေဖြစ်တဲ့အခါမှာနော်မတရားသောအရာတွေကိုလှုပ်ဆောင်ဖို့အတွက်အခွင့်အလမ်းတွေအများကြီးရှိတယ်မတရားတဲ့လူတွေနဲ့ပေါင်းဖော်ပြီးမှလုပ်ငန်းတွေဖြစ်ဖြစ်နော်လှုပ်ဆောင်ဖို့အတွက်အခွင့်အလမ်းတွေအများကြီးရှိပေမဲ့အဲ့ဓာတွေကိုမလှုပ်ဆောင်ဘဲနဲ့တင်မလားကိုတာဝန်ကျတဲ့နေရာထဲမှာရောက်ရေးပြီးမှကောင်းမွန်အထက်ကကျွန်တော်တို့ကိုညွှန်ကြားထားတဲ့အရာတွေကိုကောင်းမွန်စွာစီရင်နိုင်တော့စစ်သူရေးတွေဖြစ်ကြဖို့အတွက်ကျွန်တော်ခွန်အားပေးချင်တာဖြစ်တယ်အဲ့တော့နော်အခွင့်အရေးအတိုင်းမကောင်းတဲ့အရာတွေကိုလှုပ်ဆောင်ဖို့အတွက်မဟုတ်ဘဲနဲ့နော်ဖခင်သခင်ကကျွန်တော်နဲ့အတူရှိနေတယ်ကျွန်တော်လုပ်နေတဲ့နေရာတစ်ခုချင်းစီတိုင်းမှာဖခင်ကလမ်းပြနေတယ်ဆိုပြီးမှကျွန်တော်တို့ကယုံကြည်ပြီးမှဖခင်ရှိမှကျွန်တော်တို့ကအသက်ရှင်ခြင်းအဖြစ်လှုပ်ဆောင်တဲ့အရာတွေထဲမှာဖခင်နဲ့တတ်တဲ့အရာတွေကိုကျွန်တော်တို့လှုပ်ဆောင်တတ်တော်သူတွေဖြစ်ဖို့အတွက်အရေးကြီးတာဖြစ်တယ်ဒီနေ့ဒီနေရာမှာပဋိသန္ဓေယောဟန်ကအခွန်ခံနေတဲ့စစ်သူရေးများကိုသူကဲ့သို့နော်သူကတုန်တင်ခဲ့တာဖြစ်တယ်မတရားကိုယ့်ရဲ့သခင်ကောက်ခံတဲ့ခိုင်းတဲ့အရာထက်ပူပြီးမှမကောက်ခံကြနဲ့တင်တို့ဟာနော်အဲ့လိုပြောတယ်ပြီးရင်ဗာလေစစ်သူရေးတွေကလေမတရားအနိုင်ထက်မပြုတ်ချင်ကြနဲ့ငါကအာဏာရှိတယ်ကွာငါနော်ဒီလိုဟိုဖြစ်တယ်ကွာစစ်သူရေးဖြစ်တယ်ကွာဆိုပြီးမှမတရားသဖြင့်လူတွေကိုအနိုင်ကျင့်ဖို့အတွက်တင်ကအဲ့ဒီအရာကိုရထားတာမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဗာလေအဲ့ဒီအရာတွေအဖြစ်တရားသဖြင့်စီရင်ပြီးမှဘုရားသခင်ရဲ့နဲ့တက်တဲ့အသက်တာထဲမှာအသက်ရှင်ဖို့အတွက်တွင်တင်ထားတာတွေ့ရဖြစ်တယ်အဲကြောင့်ကျွန်တော်တို့ဘယ်နေရာမှာပဲရှိနေပါစေဘာအလုပ်ထဲမှာဘယ်တာဝန်ကြပါစေဘုရားသခင်နဲ့တက်တဲ့အသက်တာထဲမှာအသက်ရှင်ပြီးမှဘုရားရဲ့ဘုန်းတော်ကိုထောက်ရှုပြီးမှယုံကြည်သူတွေဟာအသက်ရှင်တဲ့သူတွေဖြစ်ဖို့ရန်အတွက်အရေးကြီးတယ်ဆိုပြီးမှဒီနေ့နှုတ်ကပတ်တော်နည်းငယ်အဖြစ်ခွန်အားပေးချင်တာအများလို့ဖြစ်တယ်အားလုံးပေါ်မှာဘုရားခင်ကောင်းချီးပေးပါစေ